ကျောင်းဆောင်ဟောင်းတစ်ခုရဲ့အပေါ်ဆုံးထပ်မှာရှိတဲ့အခန်း210ခွန်ဟာကျောင်းသားတွေကြားမှာနာမည်ဆိုးနဲ့ကြော်ကြပါတယ်။အဲ့ဒီအခန်းမှာတစ်ချိန်ကကျောင်းသားတစ်ယောက်မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ဘူးတယ်လို့ပြောကြတယ်။တစ်ရက်မှာတော့စူးစမ်းကျင်စိတ်ပြင်းပြတဲ့ကျောင်းသား3ယောက်ဟာဒီအခန်းထဲကိုတိတ်တဆိတ်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒီလိုနဲ့ည10နာရီကျော်လောက်အိမ်ကနေဓာတ်မီကိုစီနဲ့ခိုးထွက်လာကြပြီးကျောင်းဆောင်မသိအောင်မလွဲပေါက်ကနေမီးအမှောင်ချထားတဲ့ကျောင်းဝန်းနဲ့တိတ်တဆိတ်ခိုးဝင်လာခဲ့ကြပါတယ်။သူတို့အခန်း210ခုစီရောက်သွားတဲ့အခါအခန်းတကားကကြံတဲ့အခန်းကြီးအားလုံးတောခတ်ထားပြီးမြဲဒီအခန်းတကားကတော့အလိုလိုပွင့်နေခဲ့ပါတယ်။တကားကိုအသာတွန်းဖွင့်ပြီးဓာတ်မီနဲ့ကြည့်တဲ့အခါနိုင်ရန်မှာရှိတဲ့မှန်အဟောင်းကြီးကိုမြင်လိုက်ရပါတယ်။အဲ့မှန်ကလွယ်လို့တခြားထူးဆန်းတာဘာမှမတွေ့ပါဘူး။ဒီလိုနဲ့တယောက်ကရုတ်တရက်ဟဲ့အောင်နေမှန်နဲ့ကြည့်လိုက်စမ်းလို့ပြောတော့လှည့်ကြည့်လိုက်ကြတဲ့အခါမှန်ထဲမှာသူတို့3ယောက်ပုံရိပ်အပြင်နောက်ထပ်လူတစ်ယောက်ရဲ့ပုံရိပ်ပါပုံနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီလူကသူတို့နောက်မှာရပ်နေပြီးသူ့လေပင်မှာကြိုးခွင်းတစ်ခုစွတ်ထားတယ်။သူတို့3ယောက်ကြောက်လန့်တကြားနဲ့အခန်းထဲကနေပြေးထွက်ဖို့ကြိုးစားပြီးမြဲတခါကပိတ်သွားတယ်။အခန်းထဲမှာအေးဆက်ဆက်လေတိုးတန်နေချားတဲ့ကနေပြီးဂျေဇူးပြုပေးငါ့ကိုဒီကနေ့ခေါ်သွားပေးပါဆိုတဲ့တိုးတိုးလေးပြောလိုက်တဲ့အတန်ကိုကြားလိုက်ရတယ်။နောက်တနေ့မနက်မှာတော့ကျောင်းဆောင်ကအခန်းတွေလိုက်စစ်တဲ့အခါအခန်းတကားက lock ချထားပြီးဘယ်သူမှမရှိဘူး။ဒါပေမဲ့အဲ့ဒီမှန်ကြီးပေါ်မှာတော့လက်ချောင်းရာတွေနဲ့အတူမင်းတို့နောက်တစ်ခေါက်ထပ်လာဖို့စောင့်နေမယ်ဆိုတဲ့စာသားကိုတွေ့လိုက်ရတယ်။အဲ့ဒီနေ့ကစပြီးအဲ့ဒီကျောင်းသား3ယောက်ဟာကျောင်းမှာလုံးဝပျောက်ကွယ်သွားခဲ့တယ်လို့ဆိုကြတယ်။ဒီတစ်ခါငငယ်လုံးကကြားဖို့တဲ့ဇလန်းလေးတစ်ပုဒ်ဖျက်ပြမယ်ဒီဖေရကမြငါပြီအထက်ပိုင်းမြေခန္ဓာကရွာရည်တရွာမှာဖြစ်ခဲ့တာပါရွာမှာကိုကျော်ဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်သူကဘိုးကလန်သမားလို့နာမည်ကြီးတယ်တနေ့ညနေသူ့အမေမကြမ်းပါလို့မြစ်ဖက်ကန်းကတခြားရွာမှာရှိတဲ့ဆေးဆိုင်မှာညာဘက်ကြီးအရေးကောဆေးသွားယူရဖို့အကြောင်းဖန်လာပါတော့တယ်သူကမကြောက်တတ်သူဆိုတော့အရေးကြီးနေတာနဲ့အနီးဆုံးလမ်းကသွားဖို့ဆုံးဖြတ်လိုက်ပါအဲ့ဒီလမ်းကမြစ်ကိုဖြတ်ဖို့ပေးတရားလောက်ရှိတဲ့တစ်တော်တရားဟောင်းတွေကိုဖျက်ရတဲ့အပြင်ဒီတရားတစ်ဖက်မှာတင်ချိုင်းဟောင်းတစ်ခုရှိပြီးတရေ6တယ်လို့နာမည်ကြီးတော့ညနေဆောင်ရင်တယောက်တည်းဘယ်သူမှမသွားကြပါဘူးကိုကျော်ကတိတ်တွေးမနေပါဘူးည9နာရီလောက်မှာတရားဘော်ကိုစတက်လိုက်တယ်တရားအလဲလောက်ရောက်တော့ရှေ့ကနေစံပင်ရှေးကြီးနဲ့တစုံတစ်ခုကလေထဲမှာမျောရင်သူ့စီချင်းကပ်လာတယ်ကိုကျော်ရုတ်တရက်ဆိုတော့အကြမ်းလန့်သွားပြီမဲ့ပြန်မပြေရဘူးအဲ့ဒီအရာကကိုကျော်ကိုငါ့ကိုမြင်လားလို့မေးတယ်ကိုကျော်ကမြင်တယ်တော့ထထအားနဲ့ပြန်ပြောလိုက်ရောချက်ချင်းပဲတပည့်ကြီးကသူ့မျက်လုံးတွေထဲကနေသွေးတွေစီးကြလာကလက်သေးရှည်ကြီးတွေနဲ့ကိုကျော်စီကိုတွေ့လှန့်လာပါတော့တယ်ကိုကျော်လန့်ပြီးငါမမြင်တော့ဘူးပြောတာလို့အော်ပြောရင်ရွာဦးထိပ်မှာရှိတဲ့ဖုန်ကြီးเจ้าစီကိုပြေးပါတော့တယ်တပည့်ကြီးကလည်းသူ့နောက်ထပ်ချက်မခွာလိုက်လာတာပေါ့နောက်ဆုံးဖုန်ကြီးเจ้าဝန်းနဲ့အရက်သူ့ကိုမိသွားလူနီနီဖြစ်နေချင်းကန်ကောက်တာကအနီနာကကြိုးတန်းမှာလမ်းထားတဲ့တင်ကန်းတစ်ထေရှိရာကိုကျော်အားရှိသမျှရုံးကန်ပြီးအပြေးသွားကဖြန့်ပြလိုက်တော့မှတရေကအော်ဟစ်ပြီးပျောက်ကွယ်သွားပါတော့တယ်ကိုကျော်တွေကလိပ်ပြလွင်ပြီး3ရက်လုံးတခုခုကိုမြင်ရသလိုထိတ်လန့်တုန်လုံးနေခွေပါတယ်အဲ့ဒီနောက်ပိုင်းကိုကျော်ဘဲတော့မှညနေဆောင်တီတရားကိုမဖြတ်ရတော့ဘူးတခါတလေမမြင်အပ်တဲ့အရာတွေတွေ့ရင်မမြင်ချင်ဟန်ဆောင်တာကပိုကောင်းတယ်ဒါပေမဲ့လုံးဝမတွေ့အောင်နေတာကတော့အကောင်းဆုံးပါပဲဒီဇလန်လေးမင်းစိတ်ဝင်စားမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ရှိသေးရင်ပြောပြမယ်နော်ကိုတိုင်းကြုံဖို့ကြားဖို့တဲ့ဇလန်တွေရှိရင်လည်းပြန်လည်ဝေမျှခဲ့ပါဦးထောင်ပေါ်မြို့လေးရဲ့ဒီဇင်ဘာလရဲ့ညတညတိတ်ဆိတ်နေတဲ့ညနာနာခန့်တူစင်းလေးဒူးမဲလေးကြားကွာကြားဟာကုံပါပြီကွာဆိုတဲ့အတန်တစ်ချက်ထွက်ပေါ်လာပါတယ်တကယ်တရိတ်ဆန်တွေကိုခေါ်နေခြင်းမဟုတ်ပါဘူးဖျားပွဲလေးရှိဂလုတ်ခေါ်ဂုံကင်းဝိုင်းမှာထွက်ပေါ်လာခြင်းဖြစ်ပါတယ်သူဟိုထဲတွင်ငရဲတယောက်အပါဝင်သူည9နာရီလောက်ကတည်းကပွဲထဲကဂလုတ်ခုံဒီမှာလိုက်ကစားနေတော့လေနိုင်လိုက်ရှုံးလိုက်ဖြစ်တန်တရားလေးနေရမှာခုတော့ပါရမကုန်နေပြီမို့အိမ်ပြန်ဖို့တာရှိနေတော့လေတို့နဲ့ပွဲခင်းထဲကနေတိတ်မဝေးလာတော့အိမ်စီတို့ခြေဦးလဲလိုက်လေပြီ
ဘယ်လဲမှာငါဘလို့ထိုးလိုက်ရမှာကွာအဲ့ဒါဆိုဘလောက်ရမှာလောက်နိုင်နေတော့ငါထပြန်လိုက်ရမှာအဲ့လိုတွေးရင်လမ်းလျှောက်လာရကအိမ်ပြန်တဲ့လမ်းအကွေ့နာရောက်ပုတ်အဲအနံတခုစူးကနေရလိုက်တော့တွေးကြပြတ်သွားခဲ့ပါတယ်အစကခွေးတီပုံနှံထင်မိပြီမယ်ဒီချာအနံ့ခံကြည့်တော့ပျောက်သွားပြန်ရောသူလမ်းလျှောက်နေရကနေရက်လိုက်ပြီးဘေးပြီးဝဲရကြည့်လိုက်တော့ဘာမှမတွေ့ပါဘူးအိမ်သားရောက်ခဏီးအပုပ်နှံ့ကလည်းနန်လာလေးဖြစ်နေပါတယ်သူစိတ်ထဲတိတ်ပဝင်မချချင်တော့ပါဘူးအဲ့ဒီချိန်မှာပဲသူတို့အိမ်ထဲကနေလူရိတ်တစ်ခုထွက်လာတာကိုတွေးလိုက်ရပါတယ်ဒီချာကြည့်တော့သူ့အလုပ်ရှင်ရဲ့သူဖြစ်သူအရက်တမကိုဖိုးစိတ်မနှက်ဆိုနေကနောက်မှထွက်တာဗျကိုဖိုးစိတ်ကအရင်မူးနေပြီပြီးတော့လူကလည်းအရက်ကြောင်နေရမစားပါဘူးစောစောစီးတွားတောက်ပြန်ပြီးထင်တယ်လို့တွေးပြီးကြည့်နေတယ်ကိုဖိုးစိတ်ကသူ့မျက်စိရှိအမောင်ထဲကနေပျောက်သွားကြည့်သည်အိမ်ရှိအရောက်အပုပ်နှံ့ကလည်းထက်ရလာပြန်ပါလေနားလိုက်တာကွာထွီးမရဲတတိတစ်ချက်ထွေးပြီးအိမ်ထဲတို့ဝင်ရန်ဝင်းတကားကိုဖွင့်လိုက်တယ်အိမ်ထဲကနေမီးလင်းလာပြီးသူဤအလုရှင်ဖြစ်သူကအိမ်တကားဝမှကိုချမ်းထွက်ကမရဲလားတကားပိန်းတဲ့ကိုရောက်ရင်ဖွင့်ထားခဲ့လိုက်အဲ့လိုလမ်းအော်တစ်ဖြစ်သူလည်းဝင်းတကားကိုဖွင့်ခဲ့ပြီးအပေါ့တွားချင်လာတာကြောင့်အိမ်နောက်ဘက်ကိုခြေလန်းလှမ်းလိုက်ပါတယ်တော်ရီးတယ်ခုချိန်မှပြန်လာလို့စူမဲထင်လာတာမဆူလို့ဟီးဟီးလို့တီးတို့ရေရွမိလိုက်ပါတယ်အိမ်နောက်ဘက်ကအိမ်နာပြီးမှတရက်ပင်တပင်ရှိရဲ့ဗျတရက်ပင်အောက်မှာတော့ခြုံပင်များရှိပြီးအဲ့ခြုံနေကြားထဲမှာမှနင်းစီပြီးတပင်ကလူကနေဘလို့လာပေါက်နေတယ်မသိအတော်ပင်ပွင့်နေကြတယ်သူလည်းအပေါ့တွားရင်ဝင်ပြော့ပြော့အလင်းရောင်ကြောင့်မြင်နေရတဲ့နင်းစီပွင့်ကြီးဟာကြည့်ပြီးဘယ်ဖက်လဲလိုက်ကိုဖိုးစိတ်ဝါးကနေရုတ်တရက်ပေါ်လာအပေါ့သွားနေတဲ့သူ့ကိုတေချာစိုက်ကြည့်နေတော့တွေးလိုက်ရပါတယ်အမလေးဟာဗျာကိုဖိုးစိတ်လမ်းသွားပဲဗျာခမရလေခြံထဲမှာဘာလုပ်နေရလဲဗျာကြောင်တောင်တောင်နဲ့ဟိုလမ်းအော်ငေါက်လိုက်ရအိမ်ဘက်တို့ရိုင်းတိုင်းတိုင်းနဲ့ထွက်သွားတော့ကိုဖိုးစိတ်ကိုကြည့်မစီမဆိုင်ချက်တီးပြန်ပြန်ထလာခဲ့ပါတယ်ဟုတ်သေးပါဘူးဟာဒီလူကုနာလေးနဲ့အပြင်ထွက်လာတာဒီနားဘယ်လိုပြန်ရောက်နေရလဲအဲ့လိုလဲတွေးမိရောငရဲတည်းအပေါ့ပင်ထပ်မစွတ်နိုင်ပဲအိမ်ထဲဝင်ပြေးပါလိတော့တယ်အိမ်ထဲရောက်တော့ပူဆိုးတာပေါ့ဗျာမြင်လိုက်ရတာကအိမ်ရှိခန်းမှာပြင်ဆင်ထားတဲ့မတာအပြင်ဆင်တဲ့မတာဖြစ်နေတဲ့ကိုဖိုးစိတ်အိမ်ကလူတွေစကားလမ်းပြောတာမကြားနိုင်တော့နေရာတွေပင်ရက်လက်အချောက်လုံးငရဲတယောက်မလုံနိုင်တော့ဘူးတောင်ပေါ်မြို့ရဲ့ချမ်းဤတဲ့ညတညငရဲတယောက်မချမ်းနိုင်တော့ပါဘောလမြိုင်တထုံတွားကားလမ်းမရရွာလေးတရွာမှာကလေးတတိုက်စော့ကစားနေကြလိမ့်မယ်။ຫນွေကျောင်းပိတ်ရဖြစ်တဲ့အပြင်လားကလည်းထိန်ထိန်တာနေတော့ခုခေတ်လိုဖုံးတွေမရှိတဲ့ကာလကလေးတွေအတွက်ရွာထိတ်ကကွင်းမြင့်ကျဲကြီးဟာသူတို့အတွက်ပျော်စရာကဘာငယ်လေးတစ်ခုပါပဲ။မတ်အီဆိုတဲ့8 နှစ်အရွယ်ကလေးမလေးဟာအင်မတန်အစော့မှတ်တဲ့ကလေးမလေးပေါ့။မနဲ့လင်းလို့မနဲ့သာစားပြီးတာနဲ့အိမ်ကထွက်ပြီးအိမ်ကထမင်းစားလိုက်ခုံမှာပြန်လာတတ်သူဖြစ်နေတယ်။ညဘက်ဆိုရင်လည်းအဖေဖြစ်သူကဒုတ်တစ်ချောင်းနဲ့လိုက်ခုံမှာပြန်လာတတ်သည့်အထိသမီးမေဟင်းမေအစော့မှတ်သူဖြစ်နေတယ်။ယခုလိုနှွေရသည်ကျောင်းပိတ်ရက်ရှိသည်ဆိုတာသူမအတွက်တော့အပျော်ဆုံးအချိန်တွေပါပဲ။သူတို့တွားစောနေကြကွင်းမြေကြီးနာမရောက်ခင်မှာကိုကူပင်အိုကြီးတပင်ရှိပါတယ်။ထိုပင်တွင်နရွက်အကြီးကြီးနဲ့တပတ်တစ်ကောင်ရှိတာတွေတရေ6တယ်လို့နာမည်ကြီးတာတွေရွာထဲကလူတချို့လည်းတပတ်ကြီးနဲ့တွေ့ရတဲ့ဖြစ်နောက်ရက်နေမကောင်းဖြစ်ကြတာတွေကြားပူးကြပြီမဲ့ကလေးတွေကတရေထက်မစော့ရမှာကိုပူကြောက်ကြတော့သွားကြတာပါပဲဘာမှလည်းထူကြပြီးမတွေ့ခဲ့ဘူးပါဘူးကလေးတတိုက်စိန်ပြေးတန်းတူတူပုံးတိုင်းကစားကြရင်ကတငယ်စိတ်ချိန်နီးလာတော့ကလေးတွေလူစုကွဲကြလိမ့်ပြီတချို့လည်းအိမ်ကလာခေါ်လို့ပြန်ကြတယ်လို့တချို့လည်းနီးစက်ရစုပြီးပြန်ကြလိမ့်ပြီမအီလို့အစော့မှတ်တဲ့ကလေး4-5ယောက်ခန့်တာဇေခုတ်တန်ဆက်စော့နေခဲ့ကြလိမ့်တယ်ဒီပွဲပြီးပြန်အောင်ဟာဤတက်ဆိုဒီကလေးမလေးကပြောတော့ဒီပါဦးဟာတပွဲနှစ်ပွဲစော့ရအောင်လို့အစော့မှတ်တဲ့မအီကပြန်ပြောလိမ့်တယ်တော်ပြီးဟာအိတ်ချင်နေပြီစော့ချင်နေတယောက်တည်းတရင်နဲ့စော့ဤတက်ကအဲ့လိုပြောတော့မအီကလည်းမခံချင်စိတ်နဲ့ပြီးရော
နောက်ရက်နေလုံးနဲ့မစော့တော့ဘူးပြန်တော့မယ်ငါကိုပင်နာတရေကြီးနဲ့တွားစော့တော့မယ်အဲ့လိုပြောပြီးထိုင်ရမှထိုက်ရလိုက်ကပြန်ဖို့ဝိတန်နေကောက်ဝဲလာတော့အမသမီးကိုပြင်ဝဲလိုက်ရဂျန်တဲ့ကလေးတွေကလည်းစော့လာမခေါ်နဲ့ဟုမျက်စောင်းတခဲနေပြောကထိုက်ရလိုက်ပြီးပြန်ကြလိမ့်ပြီခါတိုင်းလာကြိုသူမရှိရင်စုပြီးပြန်နေကြဖြစ်တော့လေဒီနေ့တော့မအီတယောက်တငယ်ချင်းတွေကိုစိတ်ကောက်နေတဲ့ဖြစ်တယောက်တည်းရှိကခတ်တွတ်ရှောက်လာရင်ကိုကူပင်ကြီးနာရောက်လာလိမ့်ပြီပတ်ဝန်းကျင်တစ်ခုလုံးလေတိုးတံပင်မှာကြားရလောက်အောင်တိတ်ဆိတ်လာသလိုခံစားရပြီမအီကိုနှလုံးခုန်တမ်းပြီးကိုပြန်ကြားနေရလေပြီနောက်ပြန်လဲကြည့်လိုက်တော့လေဟိုလေးယောက်ကမျက်ခြေပြက်ကြံနေခဲ့ချီပြီသူတယောက်တည်းဆိုတဲ့အတိဝင်လာတော့ကြောက်လာမိနေပြီတို့နဲ့ရှေ့ကိုပြန်လဲလိုက်တော့အခါကိုကူပင်အောက်တွင်လူရိတ်တစ်ခုမြင်မိတစ်ဖြစ်အားရှိသွားပြီဆက်လျှောက်လာခဲ့လေသည်ရှေ့မှာလူရိတ်မှာသူမနီးလာလေလူတယောက်မြေကြီးပေါ်အိတ်နေသည်နှင့်တူလာလေဖြစ်နေသည်အနားရောက်တော့အခါလာရောက်အောက်တွင်မြင်လိုက်ရသည်ကနရက်ကြီးတစ်ဖက်ကိုခင်းကတစ်ဖက်ကိုခြုံထားပြီးလက်ထောက်ကလဲအိတ်နေသည်အရာကြီးတပတ်ကြီးမှလည်းသူမမတိချေကြောက်တာပဲသူတိသည်အော်ချင်တော့လဲအတန်ကမထွက်လာဟဲ့ကလေးမနေငါနဲ့စော့ချင်လို့ဆိုစော့ရအောင်ဘာချေလေအဲ့လိုသူမနာကပ်ပြောသလိုအတန်ကြားလိုက်ရတဲ့အဖြစ်အော်လူလည်းမရပြေးလူလည်းမရနေရာကရွှေ့မရဖြစ်နေနေတယ်သူမမျက်လုံးမမျက်ရည်များစီးကြလာတယ်နောက်ဆုံးတတိယလိုက်မိလေတော့တယ်အဲ့အဖြစ်ပြက်ဖြစ်ပြီးတော့သူမတပတ်ခန့်အပြင်းပြားနေတယ်နောက်တော့မှအမေကအဲ့ဒီနေ့ကသူမအဖေကသူမကိုလိုက်ရှာနေခဲ့ကြောင်းတကယ်ချင်းတွေအိမ်လိုက်မေးကြည့်တော့အရင်ပြန်သွားကြောင်းဒါနဲ့လူကြီးတွေစုပြီးလိုက်ရှာကြကြောင်းဘယ်လို့မှမတွေ့ပဲဖြစ်နေချင်းရွာထဲမှာရှေ့မီနောက်မီအဘအောင်ကကိုကူပင်နားမှာသမီးနဲ့ဟင်းကိုဖတ်နေထဲပြီးသွားတောင်းမှန်တော့မှအပင်နောက်တွင်ခွေလေးအိမ်နေကြောင်းနောက်တွားမစော့ရန်နဲ့ခုလေအဲ့ဒီဘက်ဘဒူးမှတွားမစော့ရဲတော့ကြောင်းပြန်ပြောပြလိမ့်သည်မတ်ဤယခုတက်လက်ပိုင်းရောက်သည့်အထိထိုနေ့ကအဖြစ်အပျက်ကိုအိမ်မက်ဆိုးအဖြစ်ပြန်လဲမြင်မှတ်နေစေဖြစ်ပါတယ်ကိုကူပင်ကြီးကနောက်နှစ်နှစ်ခန့်တွင်လေပြင်းတိုက်ပြီးအမြင့်မှကျုပ်ထွက်သွားခဲ့ကထိုအပင်တွင်နေတော့တပတ်ကြီးလဲကျွတ်လွတ်သွားပြီလားဒါမှမဟုတ်တခြားနေရာပဲပြောင်းလာပြီလားမသိတော့ချီဒီနေ့ကတကြံအကျိုးနေ့ပါတကြံနေ့တစ်နေ့လုံးတကယ်ချင်းနေတယ်ပျော်ပျော်ပါးပါးကစားပြီးညဘက်မှာတော့အိမ်ကိုတယောက်တည်းပြန်လာခဲ့ပါလမ်းတစ်လျှောက်လုံးကတကြံကြီးပတ်ထားတဲ့ရေအိုင်ကြီးရှိပြီမဲ့ပုံမှန်ထက်ကိုပိုသိစိတ်ပြီးလေတိုက်တန်ကလွယ်ရင်ဘာမှမကြားရပါဘူးကျွန်တော်ပြန်ရမယ့်တန်ကမြို့အစုံကဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့နောက်ကျောဘက်ဆိုတော့ပုံမှန်အချိန်တော့ည9နာရီနောက်ပိုင်းဆိုတူပြတ်နေပါပြီတစ်ပင်တွေကလည်းအုံဆိုင်နဲ့ဓာမိတိုင်ရလည်းဘုန်းကြီးကျောင်းအဝမှာတတိုင်းလေးရှိရပါခါတိုင်းနဲ့ပြန်နေကြပြီပဲဒီနေ့တော့စိတ်တဲ့တမျိုးဖြစ်နေခဲ့ပါတယ်ဘာလို့စိတ်တဲ့တမျိုးဖြစ်နေလဲဆိုတော့အိမ်ပြန်ရောက်ရင်သမီးနဲ့စားဖို့အမေသားဟင်းဝယ်ခဲ့တာဟုတ်သူကလည်းနေ့နေတောက်တာတဲ့အချိန်နဲ့ကတ်ထူပေါ့ဒီလိုနဲ့လမ်းလျှောက်လာရင်မီးတိုင်နည်းနည်းကြော်လာတော့အရိတ်ကိုကြီးတိုက်တဲ့အခါမှာအရိတ်ကနှစ်ခုဖြစ်နေအောင်တတိထားမိလိုက်ပါကျွန်တော်လည်းရက်ပြီးတေချာကြီးလိုက်တော့နောက်ကအရိတ်ကမရက်ပဲအနာကပ်လာတော့တွေးလိုက်ပေါ့အင်းတို့ကိုဆွဲပြီးတော့အိမ်ကိုတုတ်ချင်နေပြေးလာခဲ့တာပေါ့ဗျာလမ်းလျှောက်လည်းဘယ်မှမကြည့်ရဘူးခွေးတွေကလည်းအသိလိုက်ဟောင်းတာပေါ့ဗျာအိမ်ထဲရောက်တော့ပိတ်ထားတဲ့ဝင်းကောင်ကတုံကရင်နဲ့အမြန်ဖွင့်ပြီးပြန်ပိတ်တော့အိမ်ထဲကနေပြန်လာတာနောက်ကျလိုက်တာပေါ့ဗိုက်စာလို့စောင့်နေတာဆိုတဲ့အတန်သူတို့နာနာကပ်ပြောသလိုကြားလိုက်ရတယ်ဗျပြီးတော့အတန်ကအမိအတန်ခက်တာကျွန်တော်အိမ်မှာကျွန်တော်တယောက်တည်းလေแต่အိမ်လုံးဘူးမှလည်းမရှိဘူးခီးတွားနေကြတာဗျဒါဖြစ်အဲ့အတန်ဘယ်ရလာလဲဘယ်သူပြောတာလဲစဉ်းစားနေတော့အစောကအနောက်ကကတ်လာတယ်အရေးမေးကြီးကကျွန်တော်ရှိရအောင်တရွရွနဲ့ဒါနေအောင်မြင်လိုက်ရတဲ့အခါကျွန်တော်လည်းတကူလုံးကသူ့ကြီးစောင့်တက်သွားလို့ပဲဗျခေါင်းတစ်ပန်းကြီးကြီးပြီးသပင်းတွေပါထောင်တက်လာတယ်ကျွန်တော်အိမ်ရှိတကားကိုအတင်းဆွဲပြီးအိမ်ထဲကိုအမြန်ဝင်ပြီးတော့အိမ်ရှိကမီးကလုတ်ကိုစားပြီးဖွင့်လိုက်တဲ့အချိန်မှာဒါအိမ်လုံးလင်းထိန်သွားပြီမယ်ကျွန်တော်ရင်ထဲမှာတော့မအေးတော့ပါဘူးဘာလို့လဲဆိုတော့အိမ်ထဲမှာဘယ်သူမှမရှိဘူးဆိုတော့ကျွန်တော်အတိဆုံးမို့လို့ပဲလေအမေလားမေကျွန်တော်အတန်တုံနဲ့ခေါ်လိုက်ပြီဘာတော့မြင်မှုမှမရှိနေဘူးဗျငိန်တက်ချင်းကပိုပြီးကြောက်ချဖို့ကောင်းလာအဲ့ဒီချိန်မှာပဲကျွန်တော်လက်ထဲကကင်လာတဲ့အမေရာဟင်းတို့ကိုတတိယတော့ပါတယ်အမေရာဟင်းကအိမ်ထဲမှာထူးထူးခြားခြားပိုပြီးလိုင်ထွက်နေတယ်လို့ပဲရ
ရုတ်တရက်မီးပုံဘက်ကနေပြီးတော့တောက်ဆိုပြီးဒါနဲ့အသားစင်းနေတဲ့အတောင်ကြားလိုက်ရပါတယ်ဝိုက်စာလို့စောက်နေတာဘာလို့ကြာနေတာလဲတားရဲ့စောစောကအမိတယ်ဒါပေမဲ့ဒီကတော့အတန်းကဟိုဝေးကြီးကလာသလိုမျိုးအကွယ်ကွယ်ကြီးဖြစ်နေရဗျကျွန်တော်ခြေပြားလက်ပြားလေးအေးဆက်ပြီးနေရာမှာနေခွေချမတက်ဖြစ်သွားပါတယ်ခကြီးသွားနေတဲ့အမေကဒီချိန်မှာဒီမှာမရှိနေနိုင်ဘူးလေကျွန်တော်မီးဖို့ကြောင့်ဘက်ကိုတုံရင်နဲ့အရေးစုပြီးလမ်းချိလိုက်တဲ့အခါမှာမီးဖို့ကြောင့်တကားဝမှာမပင်ဖားလာတဲ့အရိပ်မဲကြီးတစ်ခုကကုန်းနဲ့ထိုင်နေတော့မြင်လိုက်ရပါတယ်အဲ့ဒီဟာကျွန်တော်ဝယ်လာတဲ့အမေတိုင်းဟင်းလမ်းတောင်းနေတာငါကိုဟင်းထုတ်ပေးသည်ငါဘိုက်စာနေပြီအဲ့လိုပြောပြီးအဲ့ဒီရကြီးကျွန်တော်စီကိုလေးဘက်တောက်ပြီးအချိန်နဲ့ပြေးထွက်လာတဲ့အချိန်မှာပဲကျွန်တော်ကြောက်လန့်တဲ့ကြားနဲ့မျက်လုံးကိုစုံပိတ်ပြီးအော်ဟစ်လိုက်ပါတော့ခဏကြာမှပတ်ဝန်းကျင်တစ်ခုကိုပြန်ပြီးတော့တိတ်ဆိတ်သွားပြန်ပါတယ်ကျွန်တော်မျက်လုံးဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တဲ့အခါရှိမှဘာမှရှိမနေတော့ပါဘူးမိဖို့ကြောင့်တည်းမှလည်းဘယ်သူမှမရှိသလိုအသားစင်းတန်တွေလည်းမကြားရတော့ပါဘူးလက်ထဲမှာကင်ထားတဲ့ဟင်းတုပ်ကလည်းအကောင်းတိုင်းပါပဲအဲ့ဒီအချိန်မှာပဲရုတ်တရက်ဖုံးဝင်လာတော့လမ်းပြတ်သွားခဲ့ပါတယ်ကြီးလိုက်တော့အမေဖုံးပါဟယ်လိုအမေဒါပြန်ရောက်ပြီလားထမင်းရောစားပြီးပြီလားဟုတ်အမေရောနေကောင်းရဲ့လားကောင်းပါလေတာရဲ့ဘာဖြစ်လို့လဲတကားနေလည်းတေချာပိတ်အောင်တော့ဟုတ်ကဲ့ပြီဒီနေ့ကကြံအကျိုးနီးပါကျွန်တော်တောက်ထားတဲ့အရှိကြီးလမ်းမှာအရင်တစ်ခုမြင်ခဲ့ရတဲ့အကြောက်ပြရတယ်ပေါ့အာယုံ၆ချသွားတာပဲဖြစ်ပါလိမ့်မယ်ကျွန်တော်လက်ထရဟင်းတုပ်ကိုတစ်ချက်ကြည့်ပြီးအိမ်အပြင်ဝေးရစီပြစ်ထုတ်လိုက်ပါတယ်အဝေးကခွေးဥတန်ပြီးတော့ကူးလီကြစေညကလည်းတိတ်ဆိတ်စေပါပဲအမျိုးသမီးဟာအယုတ်ကိုအနက်ရောင်ရည်ထဲမှာနှစ်လိုက်ပါတယ်သူမဟာအယုတ်ရဲ့အတွင်းရောအပြင်ပါဆိုရွှဲသွားအောင်စိန်ခဲ့ရပါပြီးနောက်အယုတ်ပေါ်မှာသူမရဲ့မွေးဖွားစဉ်ကနမေနဲ့မွေးတက်ဂရိတ်ကိုရေးသားခဲ့ပြီးသူမရဲ့သွေးနဲ့လက်မှတ်ထိုးကအယုတ်နဲ့ဝိညာဉ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်အမျိုးသမီးဟာအမျိုးသားတဦးရဲ့ဓာတ်ပုံကိုအယုတ်ပေါ်ကတ်လိုက်ပြီးကျင်းစားတိုက်လိုက်ပါတယ်နောက်တစ်နေ့မှာတော့ဓာတ်ပုံထဲကအမျိုးသားဟာရေချိုးကနေမှတိတ်ဆုံးသွားခဲ့ပါတယ်ဒုတိယနဲ့တတိယမြောက်ဓာတ်ပုံတွေကိုအယုတ်ပေါ်ထပ်တင်လိုက်တဲ့အခါမှာလေနောက်ထပ်အမျိုးသား2ဦးဟာရေချိုးကနေမှပဲထပ်မံတိတ်ဆုံးသွားခဲ့ပြန်ပါတယ်ဒီအမျိုးသမီးကသူမရဲ့ဘဝဟာပုံမှန်ပြန်ဖြစ်တော်မယ်လို့ထင်မှတ်နေချိန်မှာပဲအယုတ်ရဲ့ဘေးသွက်ဆိုးကြိုတွေစတင်ပြသလာပါတော့တယ်သူမဟင်းချက်နေစဉ်မှာအယုတ်ရဲ့မျက်လုံးတွေကသူမကိုစိုက်ကြည့်နေပါတယ်နောက်တော့နေရန်ဘော်ကနာယီကပါသူမကိုစိုက်ကြည့်နေတယ်လို့ခံစားရပြီးပတ်ဝန်းကျင်ကမျက်စိပေါင်းများစွာဟာသူမကိုပဲဝိုင်းကြည့်နေကြပါတယ်ဒါဟာစိတ်အယောင်မှားတာလို့ထင်ပြီးသူမအိပ်ရာပေါ်မှာလှည့်နေလိုက်ပါတယ်ဒါပေမဲ့သူမဟာအယုတ်တစ်ဖြစ်ရှိတဲ့အခန်းတစ်ခန်းကိုတွေးရှိခဲ့ပြီးအဲ့ဒီအယုတ်တွေကသူမကိုထိန်းချုပ်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲကူရင်ဂျေရင်မှာအယုတ်ကထိုင်နေတာကိုသတိပြုလိုက်မိပါတယ်အယုတ်ရဲ့အရိပ်ကတဖြည်းဖြည်းကြီးမားလာပြီးအယုတ်ဟာအပေါ်ကနေခုန်ချလာပါတယ်ပြီးနောက်အယုတ်ဟာအလောင်းကောင်တစ်ခုဖြစ်ပြောင်းလဲသွားပြီးသူမစီကိုတွားကလာပါတော့တယ်ရုတ်တရက်ဆိုသလိုဒါဟာအိမ်မဆိုးတစ်ခုဖြစ်သွားခဲ့ပေမဲ့သူမရဲ့လက်တွေမှာတော့သွေးတွေလိုမျိုးစွန်းထင်းနေခဲ့ပါတယ်အဲ့ဒီဖြစ်ရတဲ့အကြောင်းရင်းကိုသိရှိဖို့အတွက်သူမဟာအမှန်တရားကိုစတင်ရှာဖွေပါတော့တယ်ညနကောင်ရန်ချိန်အောင်သူတယောက်ကတင်ပေါ်မှာလဲရင်ဖုံးပုတ်နေတော့ဖုံးကရုတ်တရက်မိန်သွားပြီး screen တစ်ခုလုံးဝါတော့ပါတယ်ခဏကြာမှတော့သူ install မလုပ်ထားတဲ့ application တစ်ခုကဖုံး screen ပေါ်မှာအလိုလိုရောက်နေပါတယ် application နာမည်က Future Me တဲ့ဘာလဲက virus လားသူဖြတ်ပစ်ဖို့ကြိုးစားပြီးမှဖြတ်လို့မရပါဘူးစက်စုချင်းစိမ့်နဲ့အဲ့ဒီ application ကိုဖွင့်လိုက်တော့ screen ပေါ်မှာစာသားတစ်ကြောင်းပေါ်လာပါတယ်မင်းရဲ့နောက်တနာရီကိုကြည့်မလားသူက yes လို့နှိပ်လိုက်ပါတယ် screen ပေါ်မှာဗီဒီယိုအတူလေးတစ်ခုပေါ်လာပါတယ်အဲ့ဒီဗီဒီယိုထဲမှာသူကိုယ်တိုင်ပဲကတင်ပေါ်ကနေထမိဖို့ချောင်းထဲကိုသွားရေခဲတစ်တာတွေကရေဘူးကိုထုတ်တောင်းရင်ရေဘူးအဖုံးကလက်ထဲကနေချော်ထွက်ပြီးကျမ်းပင်ပေါ်လိမ့်ထွက်တော့အောင်ပြနေပါတယ်အောင်သူခက်ပြုံးပဲတိုင်းဆိုင်မှုဖြစ်မှာပါလို့တွေးပြီးတနာရီအတိအကျစောင့်ကြည့်လိုက်ပါမယုံနိုင်စရာပဲသူရေသွားတောက်တဲ့အချိန်မှာရေဘူးအဖုံးကဗီဒီယိုထဲကအတိုင်းတိတိကျကျလက်ထဲကနေချော်ထွက်သွားခဲ့ပါတယ်သူ့ရင်ထဲမှာတမျိုးကြီးဖြစ်လာပါတယ်စမ်းတက်ခြင်းစိတ်နဲ့နောက်တနေ့ဆိုတဲ့ဘတ်တန်ကိုနှိပ်လိုက်ပါတယ်ဒီခါပေါ်မှာပေါ်လာတဲ့ပုံကကြောက်စရာကြီးပါလမ်းစုံတစ်ခုမှာတွေးအိမ်ထဲလဲနေတဲ့သူ့ရဲ့ရုပ်အလောင်းနဲ့ကြီးမွနေတဲ့ကားတစ်စီးအောင်လူမျက်နှာဖြူဖြော့သွားပါတယ်မနှက်ပြန်ငါအပြင်မထွက်ဘူးကွာအိမ်ထဲမှာပဲနေဒါမျိုးဖြစ်မလာနိုင်တော့ဘူးလို့တွေးလိုက်ပါတယ်နောက်တနေ့မနက်မှာသူအလုပ်ကိုခွင့်တိုင်လိုက်တယ်အိမ်တကားတွေကိုအထက်ထပ်ခတ်ပြီးအခန်းထဲမှာပဲအောင်းနေခဲ့ဒါပေမဲ့ညနေဆောင်တော့ဖုန်းထဲက notification တစ်ခုတက်လာပါတယ် Future Update Light Mode Active သူ application ကိုဖွင့်လိုက်တဲ့အခါမှာသူ့ရဲ့အခန်းထဲကို selfie camera နဲ့ရိုက်ပြနေလို့မြင်ရပါတယ်ဒါပေမဲ့ထူးဆန်းတာက screen ထဲမှာသူ့အနောက်ကမောင်မဲနေတဲ့တောင်စုံမှာလူတယောက်မတ်တက်ရက်နေတာကိုတွေ့လိုက်ရပါတယ်
အောင်သူကြောရိုးတဲကနေစိတ်သက်သွားခဲ့ပါတယ်သူဖြည်းဖြည်းချင်းအနောက်ကိုလဲကြည့်လိုက်ဘူးမှရှိမနေပါဘူးဒါပေမဲ့ဖုန်းစကရင်ကိုပြန်ကြည့်လိုက်တဲ့အခါအဲ့ဒီလူရိပ်မဲကြီးကသူ့စီကိုတလန်းချင်းတိုးလာနေပြီးစကရင်ထဲမှာအဲ့ဒီလူရဲ့လက်ကအောင်တုလေပင်သားကိုရောက်လာပါတယ်လက်တွေ့မှာတော့သူဘာမှမမြင်ရမခံစားရလေးပါဘူးရုတ်တရက်ဖုန်းစကရင်ကတွေးရောက်နေလောင်လာပြီးစာသားတစ်ခုပေါ်လာပါတယ် that time 10 second stay 9 8 9 6 5 4 3 2 1အောင်သူကြောက်လန့်ကြအောင်ဟဲ့ပြီးအခန်းပြင်ကိုပြေးထွက်ဖို့တကားကိုဆွဲဖွင့်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်ရှိလမ်းမပေါ်ကနေဗရိတ်ပေါက်ပြီးအရှိန်မထိန်နိုင်တဲ့ကားတစ်စီးကသူ့အိမ်ရှိတကားကိုဖျက်ကျော်ပြီးအိမ်ထဲကိုဝုန်းကနေဝင်တိုက်လိုက်မိပါတော့တယ်အောင်သူရဲ့နောက်ဆုံးမြင်ကွင်းကတော့လမ်းပေါ်မှာမဟုတ်ပဲသူ့အိမ်အဲ့ခန်းထဲမှာတွေးအိမ်တွေလဲနေတဲ့သူ့ကိုတူပါပဲဖုန်းစကရင်ပေါ်မှာတော့ your future is complete တင်းရဲ့ဖုန်းမှာရောတင်မသိတဲ့ application တစ်ခုများရောက်နေမလားကြည့်လိုက်ကြပါဦး